ကျွန်တော်ကတော့ဇော်ကြီးဂိမ်းမရပါဒီနေ့မှာကတော့ကျွန်တော်တို့တွေပေါ့နော်ကိုယ့်ရဲ့ဘင်ကိုပတ်တန်ကဒရောဘယ်လောက်ထိသွားမလဲဒရော30လားဒရော40လားဒရော50လားဘယ်လောက်သွားမလဲဆိုတော့ကျွန်တော်တို့အတူတူလိုက်ပြီးတော့ကြီးလိုက်ကြရအောင်ဗျဒါအပြင်ကျွန်တော်တို့တွေဘယ်စကင်တွေကိုပေါက်နိုင်ခြေရှိလဲဆိုတာပေါ့တခါတည်းပြော့သွားပြီမယ်ပေါ့နော်ပြောမယ်ဆိုဘယ်ဘင်ကိုနံပါတ်ကဘယ်စကင်ပေါက်မလဲဆိုတာပေါ့လိုက်ကြည့်ရအောင်ဗျဗီဒီယိုလေးမစခင်ခုချိန်ကြောင်းတက်ပြီးတော့ဆော်မဝက်ဖြေးနေတဲ့ညုတ်ကီတွေပါတယ်ဆိုရင်တော့ဆော်မဝက်ကိုကောင်းကောင်းမွန်မွန်ဖြေနိုင်ကြပါစေလို့ကျွန်တော်တို့ဇော်ကြီးဂိမ်းမင်းကနေပြီးတော့စုမကောင်တောင်းပေးလိုက်ပါတယ်ဘင်ကိုပတ်တန်နဲ့အရင်မပြောခင်ကျွန်တော်တို့တွေဘင်ကိုပတ်တန်နံပါတ်ကိုသိထားရမယ်ဗျာโอเคဒီနားမှာကျွန်တော်တို့ဘင်ကိုကြမယ်ဆိုရင်1 2 3ဒါမျိုး10နိုင်တိုင်း9တီရှိမယ်ဗျဒါလေးကိုကျွန်တော်တို့တွေတစ်ချက်မှတ်ပေးထားရမယ်ပေါ့နော်โอเคမှတ်ပေးထားလို့ရှိရင်သွားမယ်ဗျကျွန်တော်ရဲ့ဘင်ကိုနံပါတ်ဆိုရင်9ရဲ့3ရဲ့ပေါ့နော်93ပြီးတော့ကျွန်တော်ဒီဘက်မှာ9ကြတယ်ပေါ့နော်935ဒါသားတို့နားလေအောင်ဒါကျွန်တော်သေချာလေးပြပေးထားပါတော့ကျွန်တော်ဘင်ကိုနံပါတ်ဆိုရင်935โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေဘာလို့လဲဒါတွေသိပြီဆိုတော့ဘင်ကိုပတ်တန်လေးကိုတွားလိုက်ကြရအောင်ဗျအရင်ဆုံး1နဲ့စားတဲ့ဘင်ကိုပတ်တန်လေးတွားမယ်ဗျโอเคဒါဆိုလို့ရှိရင်ဘာတော့တစ်ချက်ကြည့်လိုက်ပေါ့နော်1 2 4 6 3ဒါဆိုရင်ကျွန်တော်တို့တွေ draw 50ထိသွားမယ်ပေါ့နော်ခုချိန်မှာဘာသာတို့က1နှစ်ကြာထားလား1နှစ်ကြာထားလို့ရှိရင်1နှစ်4 6 3ဘာညာပေါ့နော်အမေ1နှစ်5 9တွေ1နှစ်6 3တွေ1နှစ်9 4 1နှစ်9 5 3 1 3နှစ်1 3 4နှစ်ကျွန်တော်ပါဇက်ကတော့အောမနေတော့ဘူးဗျာကျွန်တော်မောလို့မှုပေါ့နော်ဘာသာဟုတ်ပဲဒီတိုက်ပွဲတခြားလေးကြည့်လိုက်ဗျ1နဲ့စတဲ့ကျွန်တော်တို့တွေအချိန်30နဲ့ရမယ် draw ပတ်တန်က1 3နှစ်ရယ်104ရယ်195ရယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အချိန်30နဲ့ရမယ် draw ပတ်တန်လေးတွေဗျ။ဟုတ်ဒါကတော့ကျွန်တော်တို့တွေဘင်ကိုနံပါတ်1နဲ့စတဲ့လူတွေအတွက်ပေါ့နော်ဒါ1နဲ့စတဲ့လူတွေပြီးပြီဆိုတော့ကျွန်တော်2နဲ့စတဲ့လူတွေထပ်ပြီးတော့တွားလိုက်ကြရအောင်ဗျ။ Okay ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့တွေ2 1 3တွေ2 3 1တွေ2 5 8တွေပေါ့2နဲ့စတဲ့လူတွေတော်တော်များများအချိန်30နဲ့တွားတဲ့ဟာတော်တော်များများကြီးကိုပါတယ်ပေါ့နော်။အဲ့ဒါကြောင့်မို့2နဲ့စားရဲ့လူတွေအတွက်ဆိုရင်တော့ဝမ်းသာစရာပြကျွန်တော်တို့အချိန်30နဲ့ပေါက်တဲ့ဘင်ကိုနံပါတ်တွေတော်တော်များတယ်ဗျဘင်ကိုနံပါတ်2နဲ့စားရဲ့လူတွေဆိုရင်တော့ဒါလေးကိုတေချာပေါက်ကြည့်ပေါ့နော်ကျွန်တော်ကတော့9နဲ့စားတာဆိုတော့နောက်ဆုံးမှာပဲကျွန်တော်ဘင်ကိုနံပါတ်ကျွန်တော်ကြည့်တော့မယ်ဗျဒါတော့2နဲ့စားရဲ့လူကတော့ဘာသာတို့အရင်ကြည့်လိုက်ဗျโอเคတေချာသွားအောင်လို့ဘာသာအနေနဲ့ sequential လေးတွေပါလေးရိုက်ထိုင်နေပိုးကောင်းတယ်ပေါ့နော်ဒါကျွန်တော်တို့2026ရဲ့လုံးဝကိုတေချာတယ်ပေါ့နော်ဘင်ကိုနံပါတ်လေးပဲကျွန်တော်ကိုယ်တိုင်မရရအောင်ရှားပြီးတော့လုပ်ပေးထားတာပဲဖြစ်ပါတယ်ဗျဒါတော့2နဲ့စားရဲ့လူတွေအတွက်ပေါ့နော်โอเคကျွန်တော်အဆုံးကြမှာပေါ့နော်ဘယ်ဘင်ကိုနံပါတ်ကဘယ်ဟီးရိုးကိုပေးမလဲဘယ်စကင်ကိုပေးမလဲဆိုတော့ပြောပြသွားပြီမယ်လောလောဆယ်တော့ဒါကျွန်တော်တို့တွေ2နဲ့စားတဲ့ဘင်ကိုပတ်တန်လေးသိပြီဆိုတော့3နဲ့စားတဲ့ဘင်ကိုပတ်တန်လေးကိုထပ်ကြည့်အောင်ဗျ2026အတွက်3နဲ့စားတဲ့ဘင်ကိုပတ်တန်လေးကတော့တော်တော်လေးကိုနဲတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်3 1နှစ်ဆိုကျွန်တော် draw 30တဲ့နဲ့သွားမှာဗျ3 1နှစ်3 5ခွန်3ခွန်ကကျွန်တော်တို့တွေတော်တော်ကောင်းတယ်ဗျအဲ့နံပါတ်လေးတွေအဲ့နံပါတ်ကြပါသေးစူတောင်းပေါ့နော်draw 40တွေလည်းတော်တော်များတာကိုတွေ့ရတယ်ဗျ draw 40နဲ့ရတယ်ဆိုရင်လည်းမဆိုးလို့ပြောလို့ရတယ်ပေါ့ဗျာဟိုဒါတော့ကျွန်တော်3နဲ့စားတဲ့လူတွေပေါ့နော်ဘင်ကိုနံပါတ်3နဲ့စားတဲ့လူတွေတခြားလေးကြည့်ထားပါဗျအဆင်ပြေသွားအောင် sequential လေးပါရိုက်ယူသွားကြပါတော့မဟုတ်လို့ရှိရင်ကျွန်တော်ဗီဒီယိုကြီးပဲထပ်ခါပြန်လာကြည့်နေရလိမ့်မယ်ဒီအပုံလေးတွေ brother တို့ sequential ရိုက်နေတဲ့အတော့တွင်ကျွန်တော်တခုပြောချင်တာအကြောင်းဒီဗီဒီယိုလေးကို TikTok ပေါ်မှာပြန်ယူတင်မယ်ဆိုရင်တော့ကျွန်တော်ဟိုပေါ့နော် credit ဆိုတဲ့စာလေးကိုရေးပြီးထည့်ပေးခဲ့ပါဗျယူတင်တဲ့လူတွေကိုပြောပြတာပေါ့နော်ဒီ CRD ဆိုတဲ့စလုံးကလေးပဲဗျဘာသာကို description မှာပဲချပြီးတော့ရေးပေးထားတဲ့လူရတယ်ပေါ့နော် Okay 3နဲ့စားရဲ့လူတွေပြီးပြီဆိုလို့ရှိရင်ကျွန်တော်4နဲ့စားရဲ့လူကိုတွားကြည့်အောင်ဗျ4နဲ့စားတဲ့ဘင်ကိုပတ်တန်တွေလည်းတော်တော်ကြီးကိုများတယ်ပေါ့နော်ခုနက3ကပဲတော်တော်နဲတာပဲ4ကတော်တော်များတယ်လို့ပြောလို့ရတယ်4 1 2ခွန်တို့4 1 2 8 5 4 1 3ခွန်4 1 5နဲ့3တို့ဟော draw 50တွေ draw 40တွေဗျကျွန်တော် draw 30နဲ့ရမယ့်ဘင်ကိုပတ်တန်ကသူ့ထက်မှာဆိုရင်2ခုပဲပါတယ်ပေါ့နော်4 1ခွန်နဲ့4 5 6နဲ့ draw 30နဲ့ရမယ့်ပတ်တန်ဟော3ခုပါတယ်4 6 5ရောပေါ့နော်3ခုပဲပါတယ်ဆိုတော့တော်တော်နဲတယ်ပေါ့နော်โอเคဒါလေးကို brother အနေနဲ့4နဲ့ဘင်ကိုပတ်တန်စားရလူရှိလို့ရင် sequential လေးရိုက်ထားလိုက်ပေါ့နော်တကယ်လို့ကိုအပေါင်းအသင်းတွေကကိုကတော့4မပေါ့ကိုအပေါင်းအသင်းတွေကဘင်ကိုပတ်တန်4နဲ့စားလို့ရှိရင်ကျွန်တော်တို့ sequential ရိုက်ပြီးသူတို့လည်းပြန်ပြလို့ရတယ်ဗျဒါမှမဟုတ်ဒီဗီဒီယိုလေးကိုလည်းသူ့ကို share ပေးလိုက်ပေါ့နော်โอเคကြားပါလေကျွန်တော်ဒါ4နဲ့စားရလူတွေ sequential ရိုက်ပြီးပြီဆိုရင်ကျွန်တော်9နဲ့စားရလူကိုတစ်ချက်သွားကြည့်အောင်โอเคဒါတော့9နဲ့စားတဲ့ဘင်ကိုပတ်တန်လေးတွေပေါ့နော်9 1 3ခွန်တို့9 1 3 9တို့ကျွန်တော်တို့တွေဘင်ကိုပတ်တန်3ခုဟာလေးပဲကျွန်တော်ရွေးပြောမယ်ဘာသာတို့ဒီ9နဲ့စားတဲ့ဘင်ကိုပတ်တန်ပါလို့ရှိရင်စုံငယ်ချောရိုက်ထားလိုက်ပေါ့နော်ဒီကျွန်တော်3ခုဟာရွေးပြောပြမယ်9 1 9ပါမယ်9 2 8ပါမယ်ဗျာ9ခွန်3ပါမယ်9 8 2ပါမယ်9
991ပါမယ်ပေါ့နော်သူက9ခုတောင်ပေါ့နော် draw 30နဲ့ရမယ်ပင်ကိုပတန်9ခုတောင်ပါဆိုတော့မစိုးဘူးဗျဒီ9နဲ့ပတ်သက်တဲ့ပင်ကိုပတန်တွေကပေါ့နော်9နဲ့စားရလူဆိုရင်တော့ဝမ်းသာစရာပဲပေါ့ဗျာဘာသာတို့ရဲ့ပင်ကိုနံပါတ်ကရောဘယ်လောက်လဲကျွန်တော်ဆိုလို့ရှိရင်ပင်ကိုနံပါတ်က935ပဲဖြစ်တယ်ပေါ့နော်ဘာသာတို့ရောအချိန်ဘယ်နဲ့ဆယ်လှည့်ပြီးသွားကြပြီလဲဗျပင်ကိုနံပါတ်တွေရတယ်ဘယ်လောက်လဲဆိုတော့ကွန်မန့်မှာချရေးပြီးသွားလို့ရပါတယ်โอเคကျွန်တော်တို့ဒီ9လေးကြည့်ပြီဆိုရင်တော့6လေးကိုတွားကြည့်ရအောင်ဗျ Hey yo ကျွန်တော်တို့စောကြီး gaming ကနေပြီးတော့ Telegram channel လေးတစ်ခုဖွင့်ထားပါတယ်အဲ့ဒီ channel ထဲမှာဘာတွေပါလဲဆိုလို့ရှိရင် Advanced Server APK မှုအပြင် Tournament APK မှုတွေပါတင်ပေးထားပါတယ်တင်တန်းတွေရော join လို့ရမှာဖြစ်ပြီးတော့ Diamond တွေပါအဲ့ဒီ channel ထဲမှာပဲဝယ်လို့ရမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့စောကြီး gaming နာမည်နဲ့ fake channel အတူတွေအများကြီးပေါ်လာတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ video လေးကိုတုပ်ပြလိုက်တာဖြစ်ပါတယ်Mobile Legends upgrade တွေအပြင်ကျွန်တော်တို့တွေသိကျင်တာတွေပါမေးလို့ရမှာဆိုတော့ကြတော့ဘယ်လိုမျိုး join ရမလဲဆိုရင်ညိုဂီတို့ရဲ့ Telegram server မှာအခုကျွန်တော်ပြထားတဲ့လိုမျိုးပဲ @zoji ကိုပုံဆိုပြီးတော့ပဲရိုက်ရှာလိုက်ပါဒီလိုလေးပေါ်လာရင်ဒီ profile ရဲ့အောက်မှာ Telegram channel လေးရှိပါတယ်ဒီ channel ထဲမှာဝင် join လို့ရပါပြီBye bye ဒါကတော့ကျွန်တော်တို့တွေဘင်ကိုပတန်6နဲ့စတဲ့လူတွေပေါ့နော်โอเค brother တို့ကတော့ sequential ရိုက်ထားလိုက်ပေါ့နော်6နဲ့စားရလူဆိုကျွန်တော်ကတော့ဒီဗီဒီယိုလေးရှင်းသွားမှာဆိုလို့ပဲကျွန်တော်အချင်းချင်းပြီးပဲပြောပြလိုက်တော့မယ်ပေါ့နော်โอเค bingo draw 30နဲ့ရမယ်6နဲ့စားရလူတွေကကြတော့639ပါမယ်645ပါမယ်693ပါမယ်ဗျာပြီးရင်ကျွန်တော်654ပါမယ်အဲ့၄ခုပေါ့နော်အဲ့ဒီ၄ခုကျွန်တော်တို့ draw 30နဲ့ keyword တစ်ကောင်ကြီးကိုရရှိမဲ့bingo ပတန်6ထဲရလူတွေပေါ့နော်ဝေ6ပြီးလို့ရှိရင်ကျွန်တော်ခွန်သွားလိုက်ရအောင်ဒါတို့ကတော့ sequence ရိုက်ထားလိုက်တော့ပေါ့နော်โอเคဒါကတော့ကျွန်တော် bingo ပတန်ခွန်နဲ့စားတဲ့သူတွေပေါ့ဗျာဒါတို့ကတော့ထုံးစံတိုင်းပဲ sequence ပဲရိုက်ထားလိုက်တော့ပေါ့နော်ကျွန်တော်ကတော့ဒီ draw 30နဲ့ရမယ်ခွန်နဲ့စားမယ် bingo ပတန်လေးပဲရွတ်ပြလိုက်တော့မယ်ခွန်14ခွန်35ကျွန်တော်တို့တွေနှစ်ခုပါမယ်เนาะပြီးရင်ခွန်53 3ခုရှိသွားပြီဗျပြီးရင်ခွန်98ခွန်89ဆိုကျွန်တော်5ခုတောင်ပါတယ်ပေါ့နော်ခွန်နဲ့စားတဲ့ bingo ကကျွန်တော် draw 30နဲ့ရမယ် bingo ရ5ခုတောင်ပါတယ်ဗျမဆိုးလို့ပြောလို့ရတယ်ပေါ့တော်တော်များတယ်ဗျဒိုကီတို့အနေနဲ့အဲ့ဒီနေရာလေးတွေကို sequential လေးရိုက်ထားဗျဒါမှပေါ့နော်ကျွန်တော်ဖုန်းထဲမှာပြန်ပြီးတော့ကြီးလို့ရမှာနောက်တစ်ချိန်မှာလဲโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေခွန်ပြီးလို့ရှိရင်ရှစ်ကိုသွားလိုက်ရအောင်โอเคဘင်ကိုနံပါတ်ရှစ်နဲ့စားတဲ့သူတွေကကြတော့ဒီမှာပဲ sequential ရိုက်ထားလိုက်တော့ပေါ့နော်โอเคကျွန်တော် draw 30နဲ့သွားမဲ့အချိန်ကြီးကဘယ်လောက်ရှိမလဲဆိုလို့ရှိရင်8 5နဲ့တစ်ခုရှိမယ်ပြီးလို့ရှိရင်8 9ခွန်တစ်ခုရှိမယ်ပေါ့နော်အိုးအဲ့နှစ်ခုတည်းပြကျွန်တော်တို့ရှင်းနဲ့စားရလူတွေက draw 30နဲ့သွားမဲ့အချိန်ကြီးကအဲ့နှစ်ခုတည်းပေါ့နော်ကျွန်တော်တွေက draw 60တွေ draw 40တွေ draw 50တွေပေါ့နော်တော်တော်များတယ်လို့ပြောလို့ရပြီရှင်းနဲ့စားရလူတွေတော့ဆိုးဆက်ပဲပေါ့နော်ဟိုဒါကိုကျွန်တော်တို့တွေ6နဲ့စားရလူတစ်ချက်သွားကြီးလိုက်ကြရအောင်ဗျဘင်ကိုပတန်နံပါတ်6နဲ့စားရလူတွေမှာကျွန်တော်လဲပါတယ်ပေါ့နော်တကယ်လို့ပါရလူဆိုရင်တော့ sequential ရိုက်ထားဗျာโอเคကျွန်တော်ဘင်ကိုနံပါတ်ကျွန်တော်အရင်ရှာလိုက်ဦးမယ်ဗျာကျွန်တော်ဘင်ကိုနံပါတ်က935ပေါ့နော်935ဆိုတော့ကြတော့935โอเค9351ဆို4ချိန်နဲ့ရမယ်9354ဆိုရင်တော့ draw 50ထိသွားမယ်ပေါ့နော် Oh my god အများကြီးပြောပြ draw 50ဆိုကျွန်တော်အတွက်ကဒါသောင်းအနေနဲ့လည်းကိုယ့်ရဲ့ဘင်ကိုပတန်နံပါတ်က9နဲ့ဆက်လို့ရှိရင်ဒီဟာလေးကို sequential လေးရိုက်ထားလိုက်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးအနေနဲ့ပေါ့နော်ဘာပြောချင်လဲဆိုလို့ရှိရင်ကိုလိုချင်တဲ့စကင်တွေပေါက်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ပြောပြပေးမယ်ဗျအဓိကတော့ကျွန်တော်တို့ဘယ်ဘင်ကိုပတန်ကားပေါ့နော်ဘယ်စကင်ကိုပေါက်မယ်ဆိုပြီးတော့ကျွန်တော်တို့လိုက်ရှာကြည့်တဲ့အခါမှာအဲ့လောက်ကြီးထိမတိကြတာကိုတွေ့ရတယ်ဗျဥပမာဆိုရင် downline တန်းလို့ရှိရင်ခြောင်ပေါက်မယ်ဆိုပြီးတော့ downline တန်းပြီးကျွန်တော်တို့ aurora လည်းပေါက်ရင်ပေါက်သွားတာမျိုးကြီးဗျအဲ့ဒါကြောင့်မို့ကျွန်တော်ပိုးပြီးတော့တေးကြတဲ့နီလန်းလေးကိုကျွန်တော်ရှားပြီးတော့ကြည့်လိုက်တဲ့အခါမှာရှားတော့တွေးလိုက်တယ်ဗျအဲ့ဒါလေးကိုတစ်ချက်ရှင်းပြပေးမယ်ဒီဗမန်ကတ်ထဲမှာကျွန်တော်တွေးခဲ့တဲ့အရာတွေကကျွန်တော်အနေနဲ့ပေါ့နော်နှစ်ရက်တိတိဟာယာပူဇာရုံးကြီးပဲကင်နေပေါ့နော်ဟာယာပူဇာလေးကြီးပဲကျွန်တော်ထုတ်တယ်မဲ့လည်းဟာယာပူဇာရုံးလည်းဟာယာပူဇာကြီးပဲထုတ်တဲ့ခါမှာဆိုလို့ရှိရင်ကျွန်တော်ဒီဗမန်ကတ်ထဲကနေပြီးတော့ second twine gap ပေါက်တယ်အဲ့ဒါဘာလဲဆိုဟာယာပူဇာရဲ့ second လေးကြီးပဲ twine gap ပေါက်တယ်ဗျโอเคအဲ့ဒီရဲ့နောက်ရက်မှာကျွန်တော် minute ထောပေါ့နော်နွားကြီးဗျโอเคအဲ့ဒီနွားကြီးကိုကျွန်တော် run မှာဇက်တိုက်ကင်နေပေါ့နော်2ရက်3ရက်ဇက်တိုက်ကင်တဲ့ခါမှာလဲ second ပေါက်တယ် twine gap ပေါ့နော်အဲ့ twine gap ပေါက်တဲ့ခါမှာလဲကျွန်တော် minute ထောရဲ့ဒီ zodiac second ပေါ့နော် twine gap ကြီးကိုပဲပေါက်တယ်ဗျအဲ့လိုမျိုးပဲကျွန်တော်တွေးကြည့်ခဲ့ရကြတော့ကျွန်တော်တို့တွေကိုလိုချင်တဲ့စကင်ရဲ့ဟီးရိုးကိုများများကင်ပြီးမှအဆင်ပြေမယ်ပေါ့နော်โอเคအဲ့ဒါဆိုကျွန်တော်ကချောင်းလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ချောင်းလေးကြီးပဲဇက်တိုက်ကင်ထားပါတယ်ဗျညိုကီလိုပဲဒီနေရာမှာတစ်ချက်ရှိုးလိုက်ကျွန်တော်ဆိုရင်ချောင်းလေးကြီးပဲဇက်တိုက်ကင်ထားတယ်ပေါ့နော်အဲ့ဒါဆိုလို့